다로 사다세마 사가 뾰로야래 치간 스나상가 라인에가 나성베 나라이마 오늘은 21 사메 21 မစားခင် part 2မှာပါလဲဆိုတော့ဒီနေ့ငါမင်းတို့ကိုကြွေးမယ်ဆိုစကားလုံးပေါ့နော်ဒီနေ့ငါမင်းတို့ဧည့်ခံမယ်今天我请客ဆိုပြီးတော့今天我请客ဒီနေ့ငါဧည့်ခံမယ်အခုဒီမှာကျတော့ရှေ့တစ်ခေါက်မှာစာကြောင်းကြီး20မှာတော့ငါဧည့်ခံမယ်လို့ပြောတဲ့စကားရှိတဲ့အခါကျတော့ဒီမှာကျတော့下次ရဲ့အဓိပ္ပာယ်ကနောက်တစ်ကြိမ်下次နောက်တစ်ခါဆိုတဲ့အဓိပ္ပာယ်ရနော်နောက်တစ်ခါကျရင်我们请你我们ငါတို့က请ဧည့်ခံမယ်ဘယ်သူကိုလဲဆိုတော့你မင်းကိုဧည့်ခံမယ်အဲ့တော့ပြောချင်တာကဒီနေ့ငါမင်းတို့ဧည့်ခံမယ်ဆိုလူတစ်ယောက်ကဧည့်ခံလိုက်တယ်နောက်တစ်ချိန်ကျရင်တော့ငါတို့ဧည့်ခံမယ်နော်ဆိုပြီးတော့ပြန်ပြောကြတဲ့စကားမျိုးပေါ့နော်下次နောက်တစ်ချိန်我们ငါတို့请你下次我们请你နောက်တစ်ချိန်ကျရင်ငါတို့မင်းကိုဧည့်ခံမယ်လို့အပြန်လှန်ပြန်ပြောတဲ့အနေထားလေးပါအဲ့တော့ပြန်မယ်နော်下次我们请你下次我们请你 Okay 22ဆက်သွားပါမယ်对不起我们只收现金အဲ့ဒါကကြတော့စားတော့ဆိုင်ဘက်ကပြောမယ့်စကားပါ对不起ကိုရီးယားပတ်စံနေမိုဘိုင်းဖေးနေပေးမယ်ဆိုရင်စားတော့ဆိုင်က对不起စိတ်မရှိပါနဲ့စိတ်မကောင်းပါဘူး我们ငါတို့ဒီနော်သူတို့ဆိုင်က只ဆိုတာဒါလျင်ဒါပဲအဲ့တော့ပဲဆိုတဲ့ကလုံးပေါ့只ဆိုတာဘာကိုပဲလဲဆိုတော့收 SHOU 收လက်ခံတယ်现金ငွေသားအဲ့တော့ငွေသားကိုဘာခေါ်လဲ现金ငွေသားကို对不起စိတ်မရှိပါနဲ့我们ကျွန်တော်တို့က只收အဲ့ဒါကိုသာလက်ခံပါတယ်ဘာကိုလဲဆိုတော့现金ကျွန်တော်တို့ငွေသားပဲလက်ခံပါတယ်ခင်ဗျာ对不起我们只收现金对不起我们只收现金对不起我们只收现金စိတ်မရှိပါနဲ့ကျွန်တော်တို့ငွေသားပဲလက်ခံပါတယ်ခင်ဗျာဟုတ်နော်ထပ်တလဲလဲဆိုကြည့်ရေးကြည့်မှာပဲမှတ်မိမှာပဲနော်23 24ဒီမှာ对不起ကလည်းတောင်းပန်တာပဲ抱歉ကလည်းတောင်းပန်တာပဲဘာကွာတယ်လဲဆိုတော့对不起ကျတော့ပေါ့ပါပါလေးပဲတောင်းပန်တာ抱歉ဆိုတာတကယ်ကိုအနူးညွတ်တောင်းပန်တယ်နော်抱歉တကယ်ကိုအနူးညွတ်တောင်းပန်ပါတယ်我们只收现金ဆိုတော့အပေါ်စာကြောင်းတိုင်းပါပဲ我们ကျွန်တော်တို့က只收အဲ့ဒါကိုသာလက်ခံပါတယ်只ဆိုတာဘယ်ဒါကိုဘယ်收ဆိုတာအဆက်လက်ခံတယ်ဘာကိုလဲ现金ငွေသားကိုပဲလက်ခံပါတယ်အနုညွတ်တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေသားပဲလက်ခံပါတယ်ဒီလိုမျိုးပြောတာเนาะအဲ့တော့对不起နဲ့抱歉ပဲကွာသွားတယ်对不起ကလည်း sorry ပဲ抱歉ကလည်း sorry ပဲဒါပေမဲ့抱歉ကပိုပြီးလေးနက်တယ်抱歉我们只收现金抱歉我们只收现金ဟုတ်တယ်เนาะတောင်းပန်ပါတယ်အနုညွတ်တောင်းပန်ပါတယ်ကျွန်တော်တို့ငွေသားပဲလက်ခံပါတယ်ခင်ဗျာဒီလိုပြောတာပါเนาะ24附近有取款机吗အဲ့တော့取款机 ADM ဇက်ကိုပြောတာနော်取款机sorry 机取款机取款机ချီရွေးချွေခဝူအန်ခွန်ကြီးကြီးရှာခလုတ်တိုင်မလားတော့မပြောတတ်ဘူးเนาะခဏခဏလေးကျမှာချွေခွန်ကြီးချွေခွန်ကြီးချွေခွန်ကြီးအဲ့တော့ဆိုတော့ပြောနေကြီးကနေကျွေးဖြစ်ဖြစ်သွား sorry အဲ့တော့附近ကအနီးအနားလို့အဓိပ္ပာယ်ရတယ်附近ဒီအနီးနားလေးမှာ有吗有နောက်ဆုံးစကားလုံးလေး吗ရှိလား有吗ဒီအနီးနားလေးမှာရှိလားဘာရှိတာလဲ取款机ငွေထုတ်ဆက် ATM ဆက်ဒီနားမှာရှိသလားကိုကစားတော့ဆိုင်အကောင့်လေးမေးတယ်ပေါ့စားတော့ဆိုင်အကောင့်လေးဘယ်သူမှမေးလို့ရပါတယ်ဒီနားမှာ ATM ဆက်ရှိလားဆိုမေးလို့ရပါတယ်နော်附近有取款机吗附近有取款机吗အဲ့တော့附近ရဲ့အဓိပ္ပာယ်ကအနီးအနား有吗ဆိုတာ有ဆိုတာဟောဒီ有လေးကိုပြောတာဒီမှာ吗ဆိုဟောဒီ吗လေးပြောတာ有吗ဆိုရှိလားအဲ့တော့ဘာရှိလား取款机လို့ခေါ်တယ် ATM ဆက်ရှိလားဒီနားလေးမှာ ATM ဆက်ရှိလားမသိဘူးနော်အဲ့လိုဒီမေးချင်附近有取款机吗附近有取款机吗 Okay ဒီလေးပြောရပါပြီအဲ့နောက်ဆုံးတစ်လိုင်းလေးရောက်ရင်တော့ဒီစားတော့ဆိုင်မှာပြောတဲ့စကား25လိုင်းပြီးပါပြီအဲ့ဒါကတော့
回答ပြောတယ်သူမသိပါဘူးပေါ့真不好意思真တကယ်ကိုပဲ不好意思အဲ့မှာ真不好意思真တကယ်ကိုပဲ不好意思အားနာပါတယ်不好意思စိတ်မကောင်းပါဘူး真不好意思ထပ်ဖြည့်လို့ရတယ်我不知道真不好意思我不知道တကယ်ပဲအားနာမိပါတယ်အဲ့တော့我不知道ကျွန်တော်မသိပါဘူးလို့မညင်လို့ရနော်တခုခုကိုကိုကအငင်းကျင်တယ်真不好意思လို့ပြောလိုက်လို့ရှိရင် sorry ပါsorry ပါဆိုသူဘာမှမသိဘူးဆိုအဓိပ္ပာယ်ပေါ့真不好意思လို့လည်းပြောလို့ရတယ်真不好意思我不知道我不知道真不好意思我不知道ဒီလိုမျိုးပြောရပါတယ်ဒါဆိုလို့ရှိရင်เนาะစာသက်ဆိုင်မှာပြောမယ်စာကြောင်းရင်း25 line part 3ခုပဲပြီးသွားပါပြီ bye bye